စောစောကလေးတင်မယ်ဟူခုံကအန်နီဆိုတဲ့ကောင်မလေးကိုခေါ်ပြီးသူ့ရဲ့ရွှေရောင်တုတ်ကောက်ကြီးကိုတွားယူခဲ့လေသူကဒီတုတ်ကောက်ကြီးကိုသူတယောက်တည်းပဲမနိုင်တာဆိုပြီးကြွားလုံးထုတ်နေခဲ့ပြီမယ်တကယ်တမ်းတွားဆွဲတဲ့အချိန်မှာတော့လုံးဝဆွဲနှုတ်လို့မရခဲ့ဘူးအန်နီကဘာဖြစ်တာလဲလို့မေးတော့ဟူခုံကရှက်ကူးရှက်ကန်းပြုံးပြပြီးဘာမှမဖြစ်ပါဘူးလို့ပြောလိုက်တယ်သူလည်းအားကုန်တုံးပြီးထဆွဲကြည့်ပြီမယ်တုတ်ကောက်ကြီးကလုံးဝကိုမရွေ့ခဲ့ပါဘူးဟူခုံလည်းအောက်ကိုငုံကြည့်လိုက်တော့မှအဲ့ဒီတုတ်ကောက်ကြီးကိုဖျားရှင်ကမန်တာနဲ့ချိတ်ပိတ်ထားတယ်ဆိုတာကိုသဘောပေါက်သွားတယ်ဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲအမဲရောင်ဝိယုံနဲ့ရေသူစိုးကြီးတကောင်ရောက်လာခဲ့တယ်အဲ့ဒီရေသူစိုးကတစ်ချိန်တုန်းကဝူခုံရဲ့ညီကိုလိုခင်ခဲ့ရသူဖြစ်ပေမဲ့ဝူခုံနတ်ပြည်မှာပြဿနာရှာခဲ့လို့နတ်ဆိုးလောကပါဒုက္ခရောက်ခဲ့ရတယ်ဆိုပြီးအဲ့ဒီအချိန်ကစောက်လို့ဝူခုံကိုအရင်မုန်းတီးနေခဲ့တာပါသူ့ကိုရွှေတုတ်ကောက်ကြီးစောင့်ကိုတာဝန်ပေးထားတာဖြစ်တယ်အရင်ကညီကိုတွေဖြစ်ခဲ့ပေမဲ့အခုတော့ရန်သူတွေဖြစ်သွားခဲ့ပြီမို့နှစ်ယောက်သားစော့တင်တိုက်ခိုက်ကြပါတော့တယ်ဒါပေမဲ့ဝူခုံကသူ့ရဲ့စွမ်းအားတွေအကုန်ပျောက်ဆုံးနေတာမို့ရေသူဆိုးရဲ့ဖိနှိပ်ထားတာကိုချစ်ချင်းခံလိုက်ရတယ်ရေသူဆိုးကအမှောင်စွမ်းအင်တွေထုတ်လွှတ်လိုက်တာကြောင့်ဝူခုံကြောက်ခန္ဓာကိုယ်စုပ်ဖဲခံရမှတနာကျင်မှုကိုခံစားလိုက်ရတယ်အန်နီကဝင်ကူနီဖို့ကြိုးစားပေမဲ့ရေသူဆိုးကတစ်ချက်သေးနဲ့လွှင့်ဆင်းသွားအောင်ရိုက်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာအန်နီရဲ့လက်ကထွက်လာတဲ့သွေးတွေကရွှေတုတ်ကောက်ကြီးစီကိုဆွဲငင်ခံရတယ်လို့ဖြည်းဖြည်းချင်းလွင့်မျောသွားပြီးမထင်မှတ်ပဲသူမရဲ့သွေးတွေကဖျားရှင်ရဲ့မန်တန်အပိတ်ကိုပွင့်သွားစေခဲ့တယ်ဒါကိုမြင်တော့ဝူခုံကချက်ချင်းလှမ်းခေါ်လိုက်ပြီးရေသူဆိုးကိုတစ်ချက်သေးနဲ့လွင့်ထွက်သွားအောင်ရိုက်ချလိုက်ပါတော့တယ်ရေသူဆိုရဲ့ဝူခုံနဲ့သူ့လက်နဲ့ပြန်ပေါင်းဖတ်သွားတာကိုမြင်တော့သူမရှင်လိုက်တော့ဘူးဆိုတာသိသွားပြီးအမဲရောင်မိခုံးငွေအဖြစ်ပြောင်းကထွက်ပြေးသွားခဲ့တယ်။ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မှာသူကနဂါမျိုးနယ်စုစီသွားတဲ့တင်းပို့ပြီးတာမန်လူသားကောင်မလေးတယောက်ကဖျားရှင်ရဲ့မန်တန်ကိုချိုးဖျက်ခဲ့နိုင်ခဲ့တယ်လို့ပြောပြခဲ့တယ်။နဂါမျိုးနယ်စုရဲ့တတိယမင်းသားကလည်းအံ့ဩသွားပြီးအန်နီကိုဘာဈေးမဲပေးရဖမ်းခေါ်လာခဲ့ဖို့အမိန့်ပေးလိုက်ပါတော့လေ။